有那种你听到没听到喏？你那边跑遍里面了。哦，你我你把你都表你了。你有嘛把表路咯？我放表以后，一旦你翻他就好了。就是啊，搞那个东西啊。老弟弟，你来澳大家里面都听到没听到？အောက်တန်းကြလိမ့်မယ်ဆိုတာနင်ကငါဒီလိုမျိုးပြောကြတော့အောက်တန်းကြတယ်တဲ့နင်ဖောက်ပြန်တာကြတော့အောက်တန်းမကြဘူးပေါ့ညနေတော့ငါတို့တွဲလာတာဟာ6နှစ်ကျော်နေရနင်စဉ်းစားကြည့်လိုက်ပြူးလင်သွားမှဘယ်နဲ့မှမကြသေးဘူးအဲ့ဘယ်နဲ့မှမကြသေးတဲ့လူတယောက်နဲ့ဟိုတယ်မှာတွေ့တာတဲ့ငါမဟုတ်ရင်ပြီးရပဲငါလည်းငါအိမ်ငါပြန်ရောက်နေပြီအဲ့တော့နေပြောချင်တယ်လို့ပြောလက်သက်မခံဘူးမဟုတ်လေမဟုတ်ရင်ပြီးတာပဲတဲ့မဟုတ်နင်ဖောက်ပြန်တယ်ဖောက်ပြန်သေးရဲ့နင်အဲ့လိုမျိုးကြီးပြောတာတဲ့ဒီအဲ့ဒါဘာဖြစ်တော့ရေးဘာဖြစ်ချင်နေရတော့ငါစိတ်ကြီးရှုပ်လာပြီနော်ဟုတ်လေနင်ဖောက်ပြန်တဲ့သူရဲ့ပုံလေးပြသမ်းမှာပါကြည့်ရင်လို့ပါအဲ့ရပဲကြည့်တယ်သူတို့နဲ့သူလွင့်ထွက်သွားပြီနော်အဲ့လိုဒီနေ့လို့အောက်တန်းကြာနေတဲ့ကောင်းနေမဟုတ်ဘူး你按照你的奥登家，မင်းဒီမဲ့ငါဒီလိုမျိုးပြောကြတော့အောက်တန်းကြတယ်တဲ့နင်ဖောက်ပြန်တာကြတော့အောက်တန်းမကြဘူးပေါ့ဟုတ်တယ်လေနင်အဲ့လိုလုံးလို့နင်အောက်တန်းကြမှာဒီဘယ်သူမှတော့ငါနောက်ကြရဲတာမဟုတ်ရှင်းလားဒါမှမဟုတ်ငါကြတော့အောက်တန်းကြတယ်တဲ့နင်ဖောက်ပြန်တာကြနင်ကကြတော့အောက်တန်းမကြဘူးပေါ့အဲ့ဆိုအေးလေနင်ဟုတ်လေနင်ကကြမဟုတ်လေနင်ကကြတော့အောက်တန်းမကြဘူးပေါ့အဲ့ဆိုမကြောက်ဘာဖြစ်တယ်ဖောက်ပြန်တဲ့လူကအောက်တန်းမကြဘူးပေါ့ဟုတ်လေနင်ကပြောနေအေးစီးစီးလေးပြောနေငါနဲ့ဖြတ်ပြီးသွားရင်နင်ကသူဖောက်ပြန်လိုက်နင်အဲ့လိုစခင်နဲ့ဖောက်ပြန်မယ်တွေးထားတယ်ဆိုရင်သွားမယ်တွေးထားတယ်ဆိုရင်စခင်နဲ့ငါ့ကိုဖြတ်လိုက်လေနင်ကမချစ်တော့ဘူးငါဘလို့လုပ်ချင်တယ်ပုံမလင်းလင်းပြောလေနင်လည်းမိန်းမဆိုမိန်းမပေးပြီးနင်လည်းတော့ပုံမလင်းလင်းပြောပြီးအခုမချစ်တော့ဘူးမဟုတ်ခုငါခုကိုပြောတာမဟုတ်နင်စခင်နဲ့အဲ့လိုမျိုးလှုပ်ထားမယ်မသိရင်ငါ့ကိုအဲ့လိုပြောလိုက်ပြောပြီးသွားရင်နင်ကြိုက်တဲ့သူနဲ့ကိုနင်ကြိုက်တယ်လို့ဖောက်ပြန်လိုက်လေနင်ကအခုအဲ့လိုလည်းမဟုတ်နေလေတော့မှငါ့ဦးနဲ့ပြောတာအကောင်းဟာညနေကြတော့နင်တခြားကောင်နဲ့ဖောက်ပြန်တာတဲ့နင်အဲ့လိုမျိုးလူနင်အဲ့လိုမျိုးလူတန်းသားကြီးလားဟလား你先လို့ထင်အခုငါပြတ်တယ်ဘာဖြစ်တော့ပြတ်တယ်အဲ့လိုနင်တခြားကောင်နဲ့ဖောက်ပြန်ဖို့ငါနဲ့ပြတ်တာပေါ့အဲ့ဆိုဟုတ်တယ်ထင်လို့ထင်ဟုတ်တယ်ပြတ်တယ်ဘာဖြစ်တော့အဲ့မှာဒီ pressure များနေရတာpressure မဟုတ်လေနင်က pressure လာများတာတော့ငါနဲ့တာ pressure များခြားကောင်နဲ့ကြတော့သွားအိတ်တယ်တဲ့ဟိုတယ်တစ်ခုထဲမှာသွားအိတ်တယ်တဲ့ငါနဲ့ကြတော့ pressure များတယ်တဲ့သူနဲ့ငါနဲ့ဒီလောက်တွဲထားတဲ့လူတယောက်ကြတော့ pressure များတယ်တဲ့အတန်ကြာတော့ pressure များတယ်တဲ့3ရက်4ရက်လောက်ပဲတွေ့ရတဲ့သူနဲ့ကြတော့ဟိုတယ်မှာသွားအိတ်တယ်တဲ့အဲ့လိုပေါ့အဲ့ဆိုနင်ကဘာဖြစ်ချင်နေရတော့ငါအခုအမေကိုဖုန်းပြောရအောင်မယ်ပြဿနာရှင်းရအောင်ပြောဘာဖြစ်ချင်နေရတော့ဘာဖြစ်ချင်တာပြောမဟုတ်လေနင်အဲ့လိုမျိုးနင်လုံးရက်တယ်နော်လုံးရက်တယ်ဘာဖြစ်တော့အဲ့လိုနင်စခင်နဲ့ငါ့ကိုမချစ်ခဲ့ဘူးပေါ့အဲ့ဆိုမချစ်ခဲ့ဘူးဟုတ်တယ်ဘာဖြစ်တော့အဲ့လိုငါ့ကိုအဲ့လိုမျိုးမချစ်လို့တွဲခဲ့တာမချစ်လို့တွဲခဲ့တာအဲ့လိုနင်ကဖောက်ပြန်ခြင်းလို့ဖောက်ပြန်မယ်ငါကတော့အဲ့လိုမျိုးနင်ကိုဆက်ချစ်အဲ့လိုသဘောပေါ့နင်ကဟုတ်တယ်နင်ကြိုက်တဲ့လူနဲ့ကြိုက်တယ်လို့သွားမယ်နင်အုံတော့ကြီးကမိုက်တယ်နော်ဒါတော့လှုပ်တော့မှာတဲ့လှုပ်တော့မှာစိုင်ဖွင့်တော့မဲ့သူရဲ့စိတ်တက်ကြီးอ่ะဒီလိုအောက်တန်းသားစိတ်တက်ကြီးပေါ့ပြောလို့ပြီးပြီလားနင်ပြောလို့ပြီးလားငါအခုအမေနဲ့စောင့်ပြဿနာရှင်းလိုက်အောင်မဟုတ်လေပြောလို့ပြီးပြီလားပြောရမို့နင်ပြောလို့ပြီးပြီလားကနင်မဟုတ်လေနင်ဖောက်ပြန်နေတာဘာလို့ဖောက်ပြန်တာငါအဲ့အောင်ငါအမှန်တိုင်းပြောတာငါနင်မေလို့ပဲငါလည်းငါလုံးဝမယုံငါလူငါကောက်မှလေးကအဲ့လိုမျိုးပုံအတန်းသားမဟုတ်ဘူးသူကအဲ့လိုမျိုးတန်းစားမဟုတ်ဘူးငါလည်းနေမေကငါ့ကိုပြောတယ်ငါတို့ကအဲ့လိုမျိုးမဟုတ်ဘူးဆိုအနီဟုတ်တယ်ကျွန်တော်ဆိုရင်အနီတို့ထက်တော့မှပိုဆိုးတယ်ဘာဖြစ်လို့လဲဆိုအဲ့လိုမျိုးအတန်းစားမဟုတ်လို့ဆိုပြီးတော့ကျွန်တော်လည်းလက်သင့်ခံကျွန်တော်တို့တွဲလာတာ6နှစ်လဲကြောနေပြီအဲ့လိုမျိုးဖြစ်စေချင်တာပေါ့ပြီးကြတော့နင်ကငါကိုယ်တိုင်ဖုန်းဆက်ပြီးတော့ပြောကြတော့ဟုတ်တယ်နင်ကဖောက်ပြန်နေရတဲ့ခြားကောင်နဲ့အိတ်ဖို့တက်သွားနေရတဲ့နိမေတခြားကောင်နဲ့အိတ်ဖို့တက်သွားနေရငါတို့သွားတာကငါတို့ခေါင်းငါတို့အုပ်စုလိုက်သွားကြတယ်ဒါပေမဲ့အခုအားလည်းမတော်ဖြစ်တော့ဘူးခုပြန်လာခဲ့တယ်နေเจ้าလည်းသူတို့ကတိသွားတယ်အဲ့တော့ငါ့ကိုကူဘဲကိုတော့မနိုင်တဲ့ဟာလို့ပြောတယ်အခုနေเจ้าလည်းတိတော့ဟုတ်လေနင်အဲ့ကိုဘဲကိုတော့မနိုင်တဲ့ဟာဆိုတယ်ပြောတဲ့သူကဘယ်သူပြောတာတော့အဲ့ကိုသူဘဲရှိတာတိရတဲ့နဲ့တော့မှတခြားလူနဲ့ဖောက်ပြန်တာကြီးကိုသူကလက်သင့်ခံပြီးအားပေးအားမြောက်လုပ်နေတာပေါ့နင်တို့အတိုင်းဝိုင်းကြတော့နင်ရဲ့ပတ်သက်ကကြ
အားပေးအားများလုပ်တာမဟုတ်ဘူးနင်ဖုန်းဆက်တယ်နင်က reception ကိုတက်ပြောရလေတက်ပြောတော့အဲ့လိုလာတော့ခါကျဟင်းနင်ဘဲနဲ့လာဘာဖြစ်တယ်လဲကိုဘဲကိုတော့မနိုင်ဘူးလားဟိုဒီလိုမျိုးတော့မှတော့မသိဘာဖြစ်နေပြောတာပေါ့အဲ့အဲ့ဒါထင်းထင်းသူတင်အခုနင်ပြောလို့ပြီးပြီလားငါကငါမိငါ့ဖုန်းနဲ့ဆက်နေပြီလားငါမိနဲ့စောက်စရာရှင်းရအောင်လေ ဟိုပြီးပြီလားဆိုငါတကယ်နင်းအဲ့လိုဖောက်ပြန်တာကြီးကိုငါမယုံနိုင်ဘူးပြသိလားဘလို့မအောင် ပြန်လိုက်ရသေးပါ ဘလို့မအောင်မဖောက်ပြန်အောင်ဆိုတာနင်းနဲ့သူနဲ့အဲ့လိုအိတ်နေမှာဖောက်ပြန်တယ်လို့နင်းထင်တာလားလို့အဲ့ကြောင့်မလို့သူနဲ့နှစ်ယောက်တည်းအိတ်ပြီးဆိုပြီးမှအဲ့လိုကြမှာဖောက်ပြန်တယ်ထင်တာလားနင်းကအဲ့ကြောင့်မလို့ဒီရပိုင်းငါဖုန်းဆက်ပြီးဆိုရင်နင်ကဖုန်းမကင်တာတို့ပေါ့အဲ့ဒါသူနဲ့သွားနေတာပေါ့ မဟုတ်ဘူးအဲ့ဒါတွေကလောကိစ္စတွေအခုမှဒီနေ့မှငါနားရရတာအမေလည်းပြန်သွားလို့ ဟောနင်းအမေလည်းပြန်ရောအုတ်ထင်းလို့လည်းမရှိဘူးအဲ့ဟိုတယ်တန်းသွားပေါ့အဲ့လိုပေါ့နင်းပုံစံ မဟုတ်ပါဘူးအမေတည့်ရလေဒါအကုန်ငါဒီရက်ကိုသွားနားမယ်ခါကြပါအမေလည်းကုန်ကြီးအကုန်ပြောပြီးသားလေမေကိုငါ မို့လေကုံတီးပြီးသားနင်းမေရတော့နင်းတခြားကောင်နဲ့သွားအိမ်မှာတော့လက်သိမခံပါဘူးနင်းလိန်လို့ပါနင်းလိန်ပြောလို့ပါ အေးငါသွားမယ်ဆိုတာတည့်ရလေငါဟိုတယ်သွားအိမ်မယ်ဆိုတာတည့်ရလေကဲဘာပြောချင်နေလဲငါ့ကိုအမေဖုန်းနေဆက်နေပြီ ပြောချင်သေးတယ်ဆိုငါပြောနေရလေဘာပြောချင်သေးလဲဆိုနင်းဖောက်ပြန်နိုင်ရောငါတကယ်လက်သိမယုံတော့မယုံနိုင်ဘူးနင်းမိပါအစားနင်းမိကိုငါဖုန်းဆက်တယ်နင်းမိတော့မှငါတနာတယ်တိလားနင်းမိကငါမှပြောနေရှာငါအဲ့လိုမဟုတ်ဘူးအနေကျွန်တော်လည်းသိရငါနင်းအတိုင်းဝိုင်းကိုလည်းအဲ့လိုမျိုးဖြစ်မှာဆိုလို့နေအဲ့လိုမျိုးမဟုတ်ဘူးဟုတ်တယ်ကျွန်တော်လည်းအဲ့လိုမယုံဘူးဒါပေမဲ့သူ့ဘက်ကဒီလိုမျိုးလက်သိခံလာတာသူကိုယ်တိုင်ကဝင်ခံလာတာဟုတ်လေနင်းကဘာလို့အဲ့လိုဖောက်ပြန်ရတာတော့အဲ့ဖောက်ပြန်တဲ့အရာသာကြီးကိုကြိုက်နေရလား ဟုတ်ကဲ့ဘာလို့ငါ့ကိုလိုက်ပြောနေရတော့ဘူးဟုတ်ပြီလို့နိုင်လေနီးလာပြီငါမိကငါ့ကိုဘလို့ပြောမှမလဲတော့မသိဘူးနေမွေးတယ်မီး နင်းမွေးတယ်မီးရနင်းဖောက်ပြန်လို့ဖြစ်တဲ့ကိစ္စကြီးလေဘာလို့ငါမွေးတယ်မီးတော့ ငါခိစ္စထားလိုက်တော့အခုဘာဖြစ်ချင်နေအောင်ပြောငါကအမေနဲ့ဖုန်းပြောရအောင်မလို့ငါနဲ့ပြောနေကြတယ် ယုံတော့မယုံနိုင်ဘူးတော့နင်းဖောက်ပြန်တာ အခုယုံလိုက်တော့ရေးနားကြီးတယ် အေးအဲ့ဆိုလေဒါပဲလေရပြီ ငါမိသွားပြောလို့